အားလုံးပဲမင်္ဂလာပါဘာမင်းကိုကင်းရနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီတစ်ခါကျွန်တော်ရှက်ပြပေးသွားမှာတော့ငါးရှင်စားဟင်းလေးပဲဖြစ်ပါတယ်အခုလိုပူပြင်းတဲ့ຢာတီနဲ့လိုက်ဖတ်တဲ့ဟင်းလက်ຢာလေးဖြစ်တဲ့အတွက်ကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်ဒီဟင်းလေးကိုဘယ်လိုရှာလဲဆိုတော့ကျွန်တော်အသေးစိတ်ရှက်ပြပေးသွားမှာပဲဖြစ်ပါတယ်ဒီဟင်းလေးကိုရှာရတွင်လိုအပ်တဲ့ပစ္စည်းတွေကတော့ကျွန်တော်ခရမ်းညှိသီးပဒဲကောကျက်သွန်နီစပယ်လင်းရှောက်ရွက်နန်းနန်းပင်ရှမ်းနန်းနန်းပြီးတော့ငရုတ်ဒီအလော်တောင်းတွေကိုမညက်တညက်လေးထောင်းပေးရမှာမယ်ပြီးတော့တော့ကျွန်တော်ပြထားတဲ့ပုံစံလေးတိုင်းကျွန်တော်တို့လှီးရပါမယ်ပြီးတော့နောက်ထပ်ဘာလုပ်လဲဆိုရင်တော့ကျွန်တော်တို့မကြီးမဲ့ရေလိုပါတယ်ပြီးတော့ငါးမိုးဒါလိုတဲ့ပစ္စည်းတွေဖြစ်ပါတယ်ကျွန်တော်တို့တမယာတီးသုံးမယ်ဆိုလည်းရပါတယ်ကျွန်တော်တို့တမယာတီးမရှိတဲ့အတွက်မထည့်တော့ပါဘူးပစ္စည်းတွေအစင်သစ်လီးဝိုင်းဆိုရင်တော့ကျွန်တော်တို့ရင်လေးကိုတည်ထားပါမယ်ရင်လေးကိုစုပြီးဆိုရင်တော့ကျွန်တော်တို့တွေအစောကလီးရတဲ့ပစ္စည်းတွေကိုကျွန်တော်တို့အကုန်လုံးထည့်ပေးလိုက်ပါမယ်ပြီးတော့တော့ကျွန်တော်တို့တွေခဏလောက်အုပ်ထားလိုက်ပါမယ်ခုလိုအနေထားလေးရောက်ပြီဆိုရင်တော့ကျွန်တော်တို့တွေစောအစင်းနဲ့လီးရတဲ့ငါးနဲ့မိုးကိုကျွန်တော်တို့ထည့်ပေးရပါမယ်ထည့်ဝိုင်းတော့အရသာနေနဲ့ကျွန်တော်တို့တွေမကြီးမဲ့ရေထည့်ပါမယ်ပြီးသွားရင်တော့ကျွန်တော်တို့တွေအရသာမုတ်တွေကိုကျွန်တော်တို့တွေတင်သလောက်ကျွန်တော်တို့ထည့်ပေးရပါမယ်ပြီးသွားရင်ကျွန်တော်တို့ခဏလောက်အုပ်ထားလိုက်ပါမယ်9နူးရဲ့အထိခဏကြာမှပြန်ဝင်ကြည့်ရင်တော့အခုလိုအနေထားလေးကိုရပြီပဲဖြစ်ပါတယ်အခုအချိန်မှာကျွန်တော်ဘာလုပ်မလဲဆိုရင်9နူးမနူးအရသာကိုကျွန်တော်တို့စမ်းစစ်ပါမယ်စမ်းသပ်ပြီးတော့ကျွန်တော်တို့တွေနေတော့ဖြစ်ပြီဆိုရင်တော့ကျွန်တော်တို့တွေဟိုရှားရပါပြီအခုဆိုရင်တော့ကျွန်တော်တို့လိုချင်နေတဲ့ငါးရှင်ဆက်ဟင်းလေးရပြီပဲဖြစ်ပါတယ်ခုလိုပူပြင်းတဲ့နေရာလေးမှာကျွန်တော်တို့ထမင်းစားမိန်မဲ့ဟင်းလက်ရာလေးဖြစ်တဲ့အတွက်ကျွန်တော်ရဲ့မိတ်ဆွေတွေကိုရှင်းနေလာရောက်ညဝေးရဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုစောင့်အောင်ကြည့်ပေးရတဲ့တယောက်ရှင်းတယ်လည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်လည်းဗီဒီယိုတင်မှဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးဖို့တောင်းဆိုပါတယ်အားဆိုရင်တော့ကျွန်တော်ဗီဒီယိုလေးကိုဒီမှာပဲဆုံးသတ်ပါရစေအားလုံးပဲ bye bye